ဟုတ်ကဲ့ကျွန်တော်တို့ညီမဆွေများအားလုံးမင်္ဂလာပါနော်ကျွန်တော်ရဲ့ Starlink Channel ကနေပြန်လဲကြိုဆိုလိုက်ပါရနော်ဒီနေ့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားမယ်အကြောင်းအရာလေးကတော့နော်ဒီ2026မှာဒီ Facebook account ဖွင့်တဲ့နေရာလေးပဲကျွန်တော်မျှဝေတင်ပေးသွားမှာဖြစ်ပါရနော်ဘယ်လိုမျိုးသွားပြီးဖွင့်ပေးရမလဲဘယ်လိုနည်းနဲ့သွားပြီးလုပ်ပေးရမလဲဆိုတာကတော့နော်မသိရသူတွေအတွက်ကတော့ကျွန်တော်လာပြီးမျှဝေတင်ပေးသွားတာဖြစ်ပါရနော်ဒီ2026မှာနော်ဒီ Facebook account အသေးဖွင့်တဲ့သူတွေစီးခဲ့မဲ့ဆိုရင်တော့ဒီနီလန်လေးနဲ့လာပြီးအသုံးပြုပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်ဒီမှာပထမဆုံးကိုယ့်ရဲ့ Facebook ရဲ့ software လေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်မယ်နှိပ်ဝင်လာလို့ပြီးဆိုရင်တော့သူကဒီလိုမျိုးပေါ်လာလိမ့်မယ်နော်နောက်ဒီလိုမျိုးပေါ်လာလို့ပြီးဆိုရင်တော့ကိုက account သေးဖွင့်တော့မယ်ဆိုရင်တော့center new account ကိုပြန်ပြီးနှိပ်ပေးရမှာပြပါရနော်အောက်မှာဆိုရင်လည်းပြန်စာတန်းလေးကိုတစ်ချက်လာပြီးနှိပ်ဝင်ပေးလိုက်မယ်နော်ပြီးလို့ဆိုရင်တော့သူကဒီလိုမျိုးပေါ်လာမှာဖြစ်ပါတယ်နော်ပြီးလို့ဆိုရင်ကိုပြန်ပြီးနှိပ်ပေးရမှာတော့ဒီအပေါ်မှာပေါ်လာတဲ့အပြောင်းစာတန်းဒါနည်းအကောက်ကိုပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ဆိုရင်တော့ဒီနေရာမှာကိုယ့်ရဲ့နာမည်လေးကိုလာပြီးထည့်ပေးရမှာဖြစ်ပါတယ်နော်ဒီနေရာမှာကိုကျန်တဲ့နာမည်ဖြစ်ကိုဒီနေရာမှာလာပြီးထည့်ပေးလိုက်နော်ကျွန်တော်ကတော့ဥမာဖြစ်ကျွန်တော်တို့ထုံးကိုထည့်ပေးလိုက်မှာဖြစ်ပါတယ်ထည့်လို့ပြီးဆိုရင်တော့အပြောင်းစာတန်း next ကိုပြန်ပြီးနှိပ်ပေးလိုက်နော်ပြီးလို့ဆိုရင်တော့ဒီနေရာမှာတော့ကိုယ့်ရဲ့မွေးနေ့သက်ကလေးကိုသူကထက်ခံတာဖြစ်ပါတယ်ဆက်စင်းနေထက်ထည့်ပေးရမှာဖြစ်ပါတယ်နော်ကိုကဆက်စင်းနေထည့်ပေးရမယ်ဆိုတာတော့ကျွန်တော်ပုံမှန်အတိုင်းပဲကျွန်တော်ထည့်ပေးလိုက်မယ်နော်ပြီးလို့ဆိုရင်ဒီနေရာမှာနော်ပြီးလို့ဆိုရင်ကိုကမွေးနေ့သက်ကလေးကိုထည့်လို့ပြီးသွားပြီဆိုရင်တော့ဒီနေရာမှာစီနဲ့SET ဆိုတဲ့စာလေးကိုပြန်ပြီးနှိပ်ပေးလိုက်နော်ပြီးလို့ဆိုရင်ဒီနေရာမှာပေါ်လာတဲ့အပြောင်းစာတန်း next ကိုပြန်ပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ကိုကရကြလေးလားမိတ်ကလေးလားဆိုတာတော့လာပြီးရွေးချယ်ပေးလို့ရပါတယ်ကျွန်တော်ကတော့အခုကျွန်တော်ပြပေးတဲ့အကောင့်ကတော့ကျွန်တော်မသိတဲ့အတွက်ကြောင့်ကျွန်တော်တခုခုကိုရွေးပေးလိုက်မှာဖြစ်ပါတယ်ပြီးလို့ဆိုရင်အပြောင်းစာတန်း next ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နိုင်မယ်နော်နဲ့လို့ပြီးဆိုရင်တော့ဒီနေရာမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုလာပြီးထည့်ပေးရမှာဖြစ်ပါတယ်နော်ဥပမာကိုကဖုန်းနံပါတ်မထည့်ချင်ဘူးဆိုရင်လည်းကိုကဒီ Gmail နဲ့လာပြီးချိန်ပေးလို့ရပါတယ်နော်ကျွန်တော်အခုပြပေးသွားမှာတော့ Gmail နဲ့ကျွန်တော်ချိန်ပေးသွားမှာဖြစ်ပါတယ်ဘာဖြစ်လို့ဆိုတော့ကျွန်တော်ပြောရင်ကျွန်တော်ဖုန်းနံပါတ်ကအကောင့်တွေအများကြီးကျွန်တော်ဖွင့်ထားတာဖြစ်လို့ကျွန်တော်ဖုန်းနံပါတ်နဲ့မဖွင့်ပေးတော့ပါဘူးเนาะကျွန်တော် Gmail အကောင့်နဲ့သွားပြီးဖွင့်ပေးတော့မှာဖြစ်ပါတယ်Gmail အောက်မှာဆိုရင်Gmail ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော်email ကိုတစ်ချက်လာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်ပြီးလို့ဆိုရင်ကိုထည့်ချင်တဲ့ကိုယ့်ရဲ့ email အကောင့်တစ်ခုခုကိုလာပြီးရွေးချယ်ပေးလိုက်နော်ကိုထည့်ချင်တဲ့ကိုယ့်ရဲ့ Gmail အကောင့်တစ်ခုကိုကိုကရွေးချယ်လို့ပြီးဆိုရင်တော့ဒီအောက်နာမှာပေါ်လာတဲ့ပြောင်းစာတန်း next ကိုတစ်ချက်လာပြီးနှိပ်ပေးလိုက်နော်နောက်ပြီးလို့ဆိုရင်ဒီနေရာမှာကိုယ့်ရဲ့ password ကိုလာပြီးထည့်ပေးရမှာဖြစ်ပါတယ်နော်password ကိုဒီနေရာမှာကိုမမရလွယ်အောင် password တစ်ခုကိုလာပြီးထည့်ပေးလိုက်နော် password ကိုထည့်လို့ပြီးဆိုရင်တော့ဒီအောက်နာမှာပြန်အောင်စာတန်း next ကိုတစ်ချက်လာပြန်ပြီးနှိပ်ပေးလိုက်နောက်ပြီးလို့ဆိုရင်အပြောင်းစာတန်းလေးကိုနောက်တစ်ခေါက်ပြန်ပြီးနှိပ်ပေးလိုက်နော်ပြီးလို့ဆိုရင်တော့ဒီနေရာမှာပေါ်လာတဲ့code ကတော့ကိုယ့်ဖွင့်ထားတဲ့Gmail ထဲမှာ code number ပို့လာပေးသွားမှာဖြစ်ပါတယ်နော်code Gmail ကနေတစ်ဆင့် code number သွားယူပေးရမှာဖြစ်ပါတယ် code number ကိုသွားယူလို့ပြီးဆိုရင်ဒီနေရာမှာလာပြီးထည့်ပေးလို့ရပါတယ်နော်ဒီနေရာမှာလာပြီးထည့်ပေးလိုက်ထည့်လို့ပြီးဆိုရင်အပြောင်းစာတန်း next ကိုတစ်ချက်လာပြီးနှိပ်ပေးရမှာဖြစ်ပါတယ်နောက်ပြီးလို့ဆိုရင်တော့ဒီနေရာမှာကိုယ့်ရဲ့အကောင့်ကဖွင့်လို့အောင်မြင်သွားပါပြီเนาะကိုတကယ်လို့ကိုကအနာဓာတ်ပုံတွေထည့်ချင်နေဆိုရင်တော့အပြောင်းစာတန်းလေးကိုထည့်ပေးလိုက်နောက်ပြီးတော့ကိုကမထည့်ပေးချင်သေးဘူးဆိုရင်တော့scale ကိုပြန်ပြီးနှိပ်ပေးလိုက်เนาะပြီးလို့ဆိုရင်ထုံဆိုတဲ့ Facebook အကောင့်ကိုရသွားမှာဖြစ်ပါတယ်ဒီမှာကိုယ့်ရဲ့ဖုန်းနံပါတ်ကိုသူကထည့်ခံတာဖြစ်ပါတယ်ကိုကအခုမထည့်ပေးချင်သေးဘူးဆိုရင်လည်းရပါတယ်เนาะတကယ်လို့ထည့်ချင်တယ်ဆိုရင်တော့ထည့်ပေးလို့ရပါတယ်เนาะကျွန်တော်တော့အခုမထည့်ပေးတဲ့အတွက်ကြောင့်ကျွန်တော်အောက်မှာစီးတဲ့scale ကိုပဲပြန်ပြီးနှိပ်ပေးလိုက်မယ်ပြီးတော့ဆိုရင်တော့ဒီနေရာမှာပေါ်လာပါပြီเนาะကိုယ့်ရဲ့ Facebook အကောင့်ကကိုအောင်မြင်စွာဖွင့်လို့ပြီးသွားပါဖြစ်ပါတယ်เนาะတကယ်လို့ကျွန်တော်တို့ငယ်မဲ့ဆိုများ2016မှာထွက်စီလာတဲ့Facebook အကောင့်အသေးဖွင့်နည်းလမ်းလေးကိုမဖွင့်လို့မရဘူးဆိုရင်ဒီလိုနည်းလမ်းလေးနဲ့လာပြီးအသုံးပြုပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะကျွန်တော်ဗီဒီယိုဖိုင်ကဒီလောက်ပါပဲတကယ်လို့ကျွန်တော်တို့ငယ်မဲ့ဆိုကဒီဗီဒီယိုဖိုင်လေးကိုမဲ့ဆိုတို့အတွက်အကျိုးစီးပြီးအသုံးဝင်ခဲ့မဲ့ဆိုရင်ကျွန်တော်ဗီဒီယိုဖိုင်လေးကိုလည်းမသိသေးတဲ့သူစီမှာမျှဝေပေးကြပါလို့ကျွန်တော်ပြောချင်ပါတယ်เนาะ
ကျွန်တော်ရဲ့ channel လေးကိုလည်း follow မလုပ်ရသေးဘူးဆိုရင် follow လုပ်ပေးကြပါဦးလို့ကျွန်တော်တောင်းဆိုချင်ပါတယ်နော်အားလုံးပဲအဆင်ပြေကြပါစေနော်မသိနာမလဲတာစိတ်ကမဲ့ဆိုရင်ကျွန်တော်ရဲ့ comment အောက်မှာလာပြီးဆွေးနွေးတိုင်ပင်ပေးလို့ရပါတယ်နော်